အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒါမနက်ဖြန်စာပါပြင်ပြီးတဲ့အချိန်မှာကျွန်တော်တို့ဒီ free show time ပေးရတဲ့ဒီကစားသမား၄ယောက်တွေကနေကျွန်တော်တို့တစ်ယောက်ကိုရွေးချယ်ခွင့်ရယူပါတော့ဆိုတော့ဒီကောင်ဒီကစားသမားတွေကိုရွေးချယ်ခြင်းနဲ့ဆိုရင်တော့ဘာမှလုပ်စရာမလိုဘူးပေါ့နော်ကျွန်တော်တို့ကပွဲတွေပုံမှန်ကန်ဖို့ပဲplayer versus player ပွဲပဲဖြစ်ဖြစ် AI နဲ့ပွဲပဲဖြစ်ဖြစ်ကန်ရုံပဲပေါ့နော်ဒါသူ့ mission ကဒီမှာပေါ့ကျွန်တော်တို့ဒီထိဒါကန်နာပြီးဆိုလို့ရှိရင်ဒါမနက်ဖြန်မှာပွင့်မှာပေါ့နော်နောက်ပြန်28ရက်နေ့မှာသူ8နိုင်ခွဲစာပါပြင်ပြီးတဲ့အချိန်ကြတော့ရှိရင်စာပါပြင်တာတော့ကျွန်တော်တို့တနိုင်ခွဲ2နိုင်ဝန်းကျင်တော့ဝင်ရမှာထင်တယ်။အားကကျွန်တော်တို့ဒီလို show time free ဘောက်တွေ ePay ဘောက်တွေကကြတော့ဒါ free to play ညီကိုတွေကအမျော်လင့်ဆုံးပဲပေါ့နော်။ coin နဲ့လိုက်ခွင့် coin နဲ့လိုက်တာတိတ်မရှိဘူးကစားသမားတွေကိုကျွန်တော်ဆိုတော့တောင်းတန်အောင်ဘောက်တွေလိုက်တာတိတ်မရှိဘူးပေါ့နော်။ကိုကြိုက်တဲ့ကစားသမားလာမှပဲလိုက်ဖြစ်တယ်ပေါ့နော်လိုက်တယ်လည်းရှားပါတယ်ကျွန်တော်တို့မျိုး player တွေလည်းဒီလိုမျိုး show time free တို့ ePay free တို့ကိုမျှော်နေမယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဒီမှာ၄ယောက်ပါတဲ့တဲမှာတော့ကျွန်တော်တို့ free to play player တွေအမင်းများဆုံးကတော့ဘယ်သူယူတင်လဲပေါ့နော်ဘယ်သူယူတင်လဲဘယ်သူဦးစားပေးပြီးယူတင်လဲပေါ့ဒါဒီပေါင်းမှာတော့ရိုးရိုးသားတာရိုးရှင်းမဖြေရမယ်ဆိုလို့ရှိရင်တော့ဒါ Joshua Kishmin နဲ့ဒါဒီလေးနဲ့ပေါ့နော်သူတို့နှစ်ယောက်တွေကတယောက်ကတော့ဒါဦးစားပေးပြီးတော့ယူဖြစ်ကြမယ်ယူတဲ့လူလည်းအများဆုံးဖြစ်မှထင်တယ်ဒီနှစ်ယောက်ကတော့ကျွန်တော်ရဲ့ personal အရာကတော့ကျွန်တော်ကတော့ဒါမတရဒီ list ကိုယူမယ်ပေါ့နော်ဒီ list ကိုယူတာသူဘာလို့ယူလဲဆိုတော့ကျွန်တော်ကသူ့ရဲ့ special skill ကိုကြိုက်တယ်ပေါ့နော် special skill ကိုလည်းကြိုက်တယ်နောက်ကျွန်တော်အသင်းမှာလည်းလိုအပ်တယ်ပေါ့နော်အကောင်းဆုံးကတော့ကိုယ့်အသင်းမှာလိုအပ်တဲ့ကစားသမားကိုဦးစားပေးပြီးအရင်ယူပေါ့နော်ဒါဦးစားပေးပထမအနေနဲ့ဆုံးဖြတ်မှာဟာပေါ့ကိုယ့်အသင်းမှာဘယ်ကစားသမားလိုလဲအဲ့ဒီနေရာကိုဖြည့်ပြီးယူလိုက်ပေါ့နော် player order week ကတ်ပဲ3နေရတယ်ဆိုလို့ရှိရင်အဲ့ဒီနေရာကိုကယူလိုက်ပေါ့အဲ့လိုမှမဟုတ်ဘူးကိုယ့်အသင်းမှာလိုတဲ့ player ထက်ကိုကစိတ်ချနာမှုပေါ့ဗျာဒီ game ဆော့တယ်ဆိုတာကျွန်တော်တို့စိတ်ပန်းဖြည့်တာစိတ်ချနာမှုတော့ဆော့တာဆိုတော့ကျွန်တော်တို့ကယူမယ်ဆိုလို့ကိုကြက်တဲ့ကစားသမားကိုယူမယ်ဆိုလို့ရှိရင်เนาะကိုကမယူဖန်ဆိုတော့ဒါဒီ list ကိုယူမယ်ပေါ့နောက်တစ်ခုကကျတော့ Joshua Kishmin ကို personal ရကြိုက်တယ်ဆိုရင်တော့သူ့ကိုယူပေါ့เนาะโอเคဒီကစားသမားလေးယောက်ရဲ့အကြောင်းကိုဒါလဲမဲညီကိုတွေတော့ကျွန်တော်ရှင်းပြမယ်ဆိုရင်တော့ဒါပထမဆုံးအနေနဲ့ကျွန်တော် personal ရကြိုက်တဲ့ဒါကျွန်တော်ရွေးယူမယ်ဒီလေးပေါ့နော်သူ့ရဲ့အကြောင်းကိုအရင်ပြောရမှာပေါ့ဆိုတော့သူ့ကိုဘာလို့ရွေးလဲဆိုတော့ကျွန်တော်ကသူ့ရဲ့ skill ကိုကျွန်တော်ကြိုက်လို့ပေါ့နော် area 4ဒီ skill special skill ရဲ့တဘောတရားဗျာကျွန်တော်တို့ဘတ်ချန်ပေါ့နော်ကျွန်တော်တို့ဘိုးဘတ်ချန်ကပဏိ area ထဲမှာဆိုလို့ရှိရင်သူများဥပမာကန်တင်တိုက်နဲ့တွေ့တယ်ပြောပေါ့ဗျာသူထောင်တင်ကန်တင်တိုက်တွေကထောင်ပြီးတော့ခေါင်းတိုက်တယ်ဆိုလို့ရှိရင်ဒီ area 4ပါတဲ့ကစားသမားကကျွန်တော်တို့အသင်းဘက်ကနေသူကနေရာမမှန်နဲ့သူအဲ့လိုမျိုးအမြင့်ပေါ်လာတဲ့ဟာတွေကိုသူရှင်းထားတဲ့နေရာမှာသူ့မှာအားတာချက်ရှိတယ်ပေါ့နော်ဒီ area 4 skill ပါတဲ့အတွက်ကြောင့်ဒါကြောင့်မို့လဲကျွန်တော်ကဒီလေးကို personal အရာကြိုက်တာရောနောက်ဒီ special skill ကြိုက်တာအရာရောကျွန်တော်သူ့ရွေးမယ်ပေါ့နော်ဆိုတော့သူ့ရဲ့ state တွေရလဲမစိုးတဲ့အနေထားမှာရှိတယ်ဒါ show time 130နီးတက်မယ်နီးပြတိုင်းနဲ့တက်တယ်ပေါ့နော်ကျွန်တော်ဒီမှာ train level 20လဲကျွန်တော်ပြတာပေးတယ်ပေါ့နော်ဗီဒီယိုထဲမှာဆိုတော့ဒီတိုင်း train မဲ့ဆိုလို့ရှိရင်ဒါနီးပြတိုင်းနဲ့သူက130တက်တယ်ပေါ့နော် booster နီးပြတိုင်းနဲ့ဆိုတော့သူ့ရဲ့ state တွေရလဲသူက defensive ဘိုင်းမှာလဲသူကကောင်းတယ်ပေါ့နော်ဒါပေမဲ့သူ့နည်းနည်းလေးအားနေတာကတော့ speed ပေါ့နော် speed က87ပဲရှိတယ်speed အားနေတယ်ပေါ့ physical content ပါညာတော့ကောင်းတယ်ဆိုတော့ तू ကလည်းနှီးမယ်ပေါ့နော် तू ကဘယ်လိုမျိုးကျွန်တော်တို့အသင်းမှာတုံးမလဲဆိုတော့ဒါ destroyer तू ကဘေးတဲ့ဆိုတော့ destroyer police time ရှိတဲ့ခန်းစစ်ကစားသမားတရားတော့ဥပမာပြပြောမယ်ဆိုတော့ကန်နဘာရိုလို့ပေါ့နော်ကြင်ရန်နဲ့ဖြတ်မဲ့ PP တို့လိုမျိုးပေါ့PP တို့လိုမျိုးကစားသမား destroyer ကစားသမားတွေနဲ့တွဲပြီးတုံးမယ်ဆိုရင်ဒါကိုခန်းစစ်အတွက်ဒါလုံလောက်တယ်ပေါ့ဗျာအဲ့လိုမျိုးပေါ့ဆိုတော့နောက်ထပ်တရားဦးစားပြီးတော့ဒါ player တော်များများယူကြမှာတော့ Joshua Kishmin ပေါ့နော်သူ့ကကျွန်တော်က personal ရတော့တိတ်မကြိုက်ဘူးပေါ့နော်တိတ်မကြိုက်လည်းပါတယ်နော်ပြီးတော့သူ့ရဲ့ special skill ဖြစ်တဲ့ဒါ visionary pass ပေါ့နော်ဆိုတော့ယူမန်ကြီးကိုတွေအနေနဲ့ကတော့ personal ရကြိုက်လို့ဖြစ်ဖြစ်သူ့ကိုအတုံးဂိမ်းထဲမှာအသုံးပြုရတာကြိုက်လို့ဖြစ်ဖြစ်ဒါကျွန်တော်သူ့ကြောင်းနဲ့ပြောပြရမယ်ဆိုရင်တော့သူက visionary pass ဆိုတာသူက special skill ပါတာကဒီပါတဲ့ဒီ visionary pass ပါတဲ့ဥမာ Joshua Kishmin ပေါ့သူကပေးလိုက်တယ်ဆိုလို့ရှိရင်ဒါလက်ခံတဲ့အရှိရတိုက်စစ်မှုကဒါကောင်းမို့လက်ခံနိုင်ဘောလုံးကိုလက်ခံနိုင်ပြီးတော့ဒါကန်သွင်းချက်တွေမှာလည်းကောင်းသွားမယ်ပေါ့နော်အဲ့လိုမျိုး improve လုပ်ပေးတာပေါ့ဗျာဒီ visionary pass ပါတဲ့ကစားသမားကပေးရတဲ့ဘောလုံးကပိုပြီး smooth ဖြစ်သွားတယ်ပြောဗျာအဲ့လိုမျိုးပုံစံမျိုးပေါ့သူကဆိုတော့ရွေးမကြီးကိုအနေနဲ့ဒီ Joshua Kishmin ကလည်း
ကျွန်တော်တို့ဒီနီးတိုင်းထွဲမဲ့ဆိုလို့ရှိရင်ဒါနီးပြတိုင်းနဲ့103ထိတက်တယ်ပေါ့နော်သူက DMF မှာပဲတက်တော့ CMF မှာပဲတက်တော့right back မှာပဲတက်တော့ပေါ့နော်သူကနေရာနည်းနည်းတော်တော်များများမှာတုံးလို့ကောင်းတယ်ပေါ့နော်သူလည်းနည်းနည်းနှီးတဲ့မှာတော့ပါတယ်ခံကွင်းတဲ့ကစားသမားတွေတဲမှာနှီးတဲ့တဲမှာပါတယ်နောက်ပြီးတော့သူ့ရဲ့ကစားပုံကဒါ Bundesliga ကစားပုံနဲ့ကစားပုံအတိုင်းပေါ့နော်ကျွန်တော်ကဆိုရလည်းဖြစ်တဲ့ပုံမှာသူကဘယ်လိုမျိုးလဲဆိုတော့ဘောလုံးလှုပ်ပေးတာဗျလူကနေခဲ့မယ်ဘောလုံးကသူကလှုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးဘောလုံးလမ်းကြောင်းတွေလိုက်ခင်းပေးမယ်တောင်မန်တွေကိုဘောလုံးဖြတ်မယ်တိုက်စစ်မှုတွေစီကိုဘောလုံးဖလန်ထိုးပေးမယ်ပေါ့နော်အဲ့လိုပုံစံမျိုးသူကတော့အရင်ကြီးရှိလည်းမတက်ဘူးအရင်ကြီးတဲ့အနောက်မရှင်ဘူးဒီကွင်းလေလောက်မှာပဲဒီကြောင်တို့ကစ်မစ်တို့ဆော့တဲ့ပုံကတူဝဲပေါ့နော်နည်းနည်းခက်ညင်ညင်လေးနဲ့ကွင်းလေမှာပွဲအတန်ပိုအတင်ချကိုသူတို့လုပ်ပေးမယ်ပေါ့ဗျာအဲ့လိုမျိုးသူရဲ့ကစားပုံကကြတော့ဆိုတော့ကစ်မစ်ကိုကြားတဲ့လူစီလို့ရှိရင်လည်းရွေးပါအရေးမမှားပါဘူးသူရွေးမှဆိုရင်လည်းဒီမှာပါဝင်တဲ့နောက်တစ်ယောက်ကတော့ဒါလက်ဘက် position မှာပေါ့နော်နီကိုအိုရိုင်းလေးပေါ့ဒီကစားသမားကကြတော့ကျွန်တော်တို့လက်ဘက်မှာလိုတယ်ဆိုလို့ရှိရင်ကိုယ်တင်မှာလိုတယ်ဆိုလို့ရှိရင်သူ့ရွေးပေါ့နော်ဒါဒီကစားသမားကတော့ဒီနီးပြတိုင်းနဲ့တော့သူ103မတက်ဘူးသူ103နဲ့တက်တာနီးပြ1ယောက်ပဲရှိတယ်ကျွန်တော်လည်းတိတ်မှတ်မိတော့ဘူးပေါ့နော်ဘူစတာနီးပြပဲစမ်ပါအိုလီလာခရစ္စတီယန်ချီဘူးလာတော့မသိဘူးပေါ့နော်အဲ့ဒီနီးပြနဲ့ဆိုတော့103တက်တယ်ကျန်တဲ့နီးပြတွေနဲ့ဆိုတော့သူက102ပဲပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်ကတော့ဆိုတော့ဒီကစားသမားကိုကြတော့ကျွန်တော်တို့ကတော်တော်ကြိုက်မှပဲရွေးပေါ့နော်ဘာလို့လဲဆိုတော့သူကဂိမ်းထဲမှာ3ဝင်ပုံလဲနည်းနည်းတော့အားနေမယ်ပေါ့နော်ဒီကိုအိုရိုင်းလီကဒါပေမဲ့သူ့ရွေးမဲ့ဆိုရင်တော့ဒါမက်ဆီတီဖန်တွေပဲဖြစ်ဖြစ်ဒါသူ့ personal ရကြက်လို့ပဲဖြစ်ရွေးမဲ့ဆိုရင်တော့ဒါ level မှာတုံးရတာတော့အဆင်ပြေမှာပေါ့နော်ဆိုတော့သူ့ရဲ့ special skill ကလည်းမစိုးတဲ့နေရာမှာပါတယ် long reach တက်ခဲ့ဆိုတော့သူကဒီတောင်ပန်ကစားသမားတွေကိုထိန်းတဲ့အခြေအနေမှာသူခက်လလန်းကနေဘလို့လှမ်းဖြတ်နိုင်တယ်ပေါ့နော်ဒါ slide ထိုးတာဖြစ်ပါဖြစ်သူကောင်းတယ်ပေါ့နော်ဒီ skill ပါတဲ့အနေထားမှာတော့ဆိုတော့ဒီကစားသမားကတော့ဒီကျွန်တော်ပြရတဲ့ training တိုင်းထွေးမဲ့ဆိုလို့ရှိရင်သူကနီးပြတိုင်းတော့သူ102တက်မယ်ပေါ့နော်ဆိုတော့သူရဲ့ state တွေရရလဲသူလည်းမစိုးတဲ့နေရာမှာတော့ပါပါတယ်ဒါ free to play ကတ်တွေဖြစ်တဲ့အနေထားမှာတော့တိတ်မကွာကြဘူးပေါ့နော်ဒါပေမဲ့ဒီပေါက်တွေမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့ဒါ Kishmit နဲ့ဒီ lip ပေါ့နော်ဆိုတော့ဒီကစားဒီ Nico Riley ကလည်း Nico Riley ကတော့ football finisher ဆို play style နဲ့လာတာဖြစ်လို့သူကတော့ဒါ left back ကနေသူကဘယ်ဂျန်နေတောက်လျှောက်သူဟိုတိုက်စစ်ထိလိုက်မှာပေါ့နော်အဲ့ဒါတခုတော့သတိထားရမယ်ဘာလို့လဲဆိုတော့သူတိုက်စစ်ထိလိုက်ရတဲ့ချိန်နေမှာကျွန်တော်တို့ကခံစစ်မှာသူများကောင်တာအသက်ပြန်လောက်တဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ခံစစ်ပေါက်နိုင်တယ်ပေါ့နော်အဲ့တကွာတော့ရှိတယ်သူကသူ speed ပါညာလဲကောင်းတယ် low ပတ်လဲကောင်းတယ်ကျန်တဲ့ state တွေကတော့တိတ်တော့အားမရဘူးเนาะအင်္ဂိမ်းထဲမှာတုံးကြီးမှပဲသူကိုအရင်ကောင်းမကောင်းကတော့ခက်မှန်လို့ရမယ်ပေါ့နော်ဒီကိုရိုက်လေးကတော့ကောင်းမယ်တော့ထင်ပါတယ်သူကမက်ဆီနီမှန်တဲ့နောက်ပိုင်းကနည်းနည်းခြေစွမ်းပြရနိုင်တယ်ဆိုတော့လေဆိုတော့ဒါကတော့နီကိုရိုက်လေးပေါ့နော်ဆိုတော့နောက်ဆုံးတစ်ယောက်ကတော့ဒီ box တွေမှာလူကြိုက်အနည်းဆုံးဖြစ်မယ်ပေါ့နော်ဒါပေမဲ့ तू ကဒီကစားသမားကကြတော့ကျွန်တော်တို့ booster နီးပြတိုင်းနဲ့ तू က103တက်တယ်ဗျနီကိုရိုက်လေးထက်ကို तू က rating တက်တော့ပို့တယ်ပေါ့နော်သူကပရီးမီးယားလိမှာကစားတဲ့ကစားသမားပဲကလပ်ကတော့ကျွန်တော်လည်းတိတ်မမှတ်မိတော့ဘူးเนาะဒါပေမဲ့သူကပါတဲ့ special skill ကကြတော့ဒါဘယ်ဂျန်ကနေကျွန်တော်တို့ဘယ်ဂျန်ခန့်စစ်ကနေထောင်တင်လို့ကောင်းမယ်ပေါ့เนาะကန်တင်တိုင်းညီကိုတွေအနေနဲ့ကလိုအပ်လို့ရွေးမဲ့ဆိုရင်လည်းသူလည်းရွေးလို့ကောင်းတယ်ပေါ့เนาะဒါပေမဲ့တိတ်တော့လည်းအာမပေးဘူးသူကကြတော့ဆိုတော့သူမှာပါတဲ့ special skill ကလည်းဒါကန်တင်တိုင်းကစားသမားတွေအတွက်အဆင်ပြေတယ်ကန်တင်တိုင်း player တွေအတွက်အဆင်ပြေတယ်သူက rating ကလည်း103ထိတက်တယ်ပေါ့เนาะဆိုတော့ဒါကတော့ဒီကစားသမားကတော့ယူရဲလူရဲ့နေမဲ့ထင်ပါတယ်ဒါယူရဲလူရှိတယ်ဆိုလို့ရှိရင်လည်းတုံးရတဲ့အခြေအနေကိုကျွန်တော်ကိုမနှမကြလို့ရှိပဲရွေးပြီးလို့ရှိလို့ရှိရင်တခြားတော့ပြန်မှတ်မေးပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့မနှက်ပြန်မှာဘာမှလုပ်ရမလို့เนาะဒီ event ကကြတော့ကျွန်တော်တို့မနှက်ပြန်မှာပွဲတွေကံပေးရုံနဲ့ပေါ့နော်ပွဲတွေကံပေးရုံနဲ့ကျွန်တော်တို့ဒီကစားသမား၄ယောက်တွေကနေတယောက်ကိုလဲလို့ရပြီပေါ့နော်ဒါနောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကတော့ဒါကိုလိုအပ်တဲ့နေရာကိုအရင်ဆုံးဦးစားပေးပြီးလဲပါကိုအသင်းမှာဘယ်ဟာလိုအပ်လဲဘယ်နေရာကလိုအပ်နေလဲဆိုတော့ဒါကတော့အဲ့လိုမျိုးလိုအပ်တဲ့နေရာတွေက division ကန်တဲ့အချိန်မှာတော်လေးတိတာတယ်ပေါ့နော်ဒီတနေရာကကျွန်တော်တို့အဆင်ပြေတဲ့ player ကိုတုံးနေရတယ်ဆိုလို့ရှိရင်ဒီစိုးတိုင်းကကြတော့ကိုအတွက်ကိုအသင်းအတွက်ကိုထောက်ကူအများကြီးဖြစ်စေမယ်ပေါ့နော်ဒါ free စိုးတိုင်းကဖြစ်တဲ့အနေထားမှာတော့ဟိုကွန်နဲ့လိုက်တဲ့ကစားသမားတွေတော့မတူဘူးပေါ့ဗျာအနေချက်လေးတွေနဲ့ပါတော့သူတို့မှပါမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်တို့မနေ့ဖြန်လာမယ့် player တွေထဲမှာဘယ် player ကိုယူတင်လဲကျွန်တော်ဘယ် player ကိုယူလဲဘယ် player တွေရဲ့အားသာချက်ကဘယ်လိုရှိတယ်ဆိုတာကိုဒါကျွန်တော်တီးတလောက်တက်တလောက်ကိုဒါကျွန်တော်ပေးရညီကိုတွေအတွက်မျှဝေပေးတာဖြစ်ပါတယ်
ကျွန်တော်ရဲ့ e-football ပုံမှန်မှာ Facebook page နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ